နည်းနည်းစောစောဈေးလာဝဲတဲ့တော့ကြီးကတောင်းကြီးကိုခေါင်းပေါ်မှာရွက်ပြီးတော့ဒါကြီးကဘာကြီးလဲဒါကြီးကဘာကြီးလဲအမလေးမသားရှက်တဲ့ဘယ်လိုသိရင်ကောင်းမလဲမပင်မပန်းမနဲ့တည်လို့ရတဲ့နီးရှိတယ်အဖေကပြောမှုတဲ့အိတ်ဆေးတွေအများကြီးတောင်းရင်တည်ရတယ်တဲ့ငါအဖေမနေ့ကဝယ်ခိုင်းတဲ့အိတ်ဆေးတွေအများကြီးရှိတယ်အဲ့ဒါလေးတောက်ပြီးတည်လိုက်မယ်ဘယ်သူမှလာမဆွဲနဲ့ဘယ်သူမှလည်းလာမဆွဲဘူးတောက်လိုက်တော့မယ်နော်လာဆွဲရင်ဆွဲကြသူတို့ကလည်းသူများသားသမီးတည်မအောင်ရည်ပဲရည်နေတယ်တောက်လိုက်တော့မယ်တင်းနေသုံးစလုံးမှလာမဆွဲရင်ငါတည်ပြီးသားမအခုလာရင်လာလိုက်နော်တေပါနေတီအမလေးဘလူးမလေးလာမဆွဲဘူးတောင်းလိုက်တော့မယ်တပည့်နဲ့တောင်းရင်ကောင်းမလားကော်ဖီနဲ့တောင်းရင်ကောင်းမလားဒီတိုင်းနဲ့တောင်းလိုက်တော့မယ်ဆေးရချက်ချင်းအာနိတင်ပြတယ်အမလေးငါမျက်လုံးနဲ့ဘလူးလာပြီအဲ့ပေါ့ပြလာပြီငါမျက်လုံးနဲ့စိမ့်လာပြီငါမျက်လုံးနဲ့ဇရောပြီးသားအောင်ဖြစ်လာပြီအဲ့ပေါ့စတော်ဘယ်ရီအောင်ဖြစ်လာပြီငါဘာမှမမြင်ရတော့ဟိုမှာအတချောင်းအမလေးအတချောင်းတော့မမြင်ရတော့ငါတင်များတည်တော့မလားမသိဘူးအတက်ကပိုက်ထဲကိုရောက်လာပြီအတက်ကရင်မနာကိုရောက်လာပြီအတက်ကလက်ပင်ကိုရောက်လာပြီအတက်ကပြန်ဝင်သွားပြန်ပြီအမေအသက်ကဖင်ဘက်ကလက်ထွက်တဲ့ဖွတ်